လောဘနဲ့စီးပွားမရှာနဲ့စေတနာလေးထားပြီးရှာတချို့တွေပတ်စံသာရှိတယ်ပျော်ရွှင်မှုမရှိဘူးတဲ့အပြင်မှာရက်ဆောင်နေတဲ့နဲ့နဆွန်နှဖျားကြားလိုက်မိတဲ့စကားလေးမှန်လိုက်တာတချို့တွေပတ်စံသာရှိလာတဲ့မိတ်ဆွေတွေမရှိတော့ငွေကြောင့်နဲ့ရှိပြီးသားမိတ်ဆွေတို့ပါနင်းပြီးတက်လို့လဲပြဿနာတွေတက်ကြစိတ်ဝမ်းတွေကွဲကြရတယ်တချို့တွေကလည်းစီးပွားရေးမှာအတ္တကြီးတယ်မာနကြီးတယ်လောဘကြီးတယ်ငါမျက်ရင်ပြီးရောတစ်ဖက်သားကိုထည့်မစင်းစားကြဘူးတရားတန်ပစ္စည်းကို200နဲ့ရောင်းလို့မျက်ပြီးမထင်နဲ့ဆုံးရှုံးသွားတဲ့အရာတွေရှိတယ်လောဘကြောင့်တချို့တွေငွေသာမျက်ပြီးတော့မိတ်ဆွေတွေဆုံးရှုံးကုန်တယ်ကျမ်းမာရေးတွေထိခိုက်တယ်ဇာရိတ္တတွေပွန်းပဲ့သွားတယ်ငွေတွေသာတိုးလာတယ်သူတို့ဘောမှာပျော်ရွှင်မှုဆိုတာမရှိကြတော့ဘူးတခါတည်းရန်စပွဲပေါ်ကသိန်းကျော်တန်းစားတော့ဝိုင်းကြီးတွေထက်ဇလုံးထဲမှာနေပြီးတော့တူတူဝိုင်းဖွဲ့ပြီးစားခဲ့တဲ့ထမင်းဝိုင်းလေးကပိုပျော်ဖို့ကောင်းတယ်လို့ပဲမိတ်ဆွေဆိုတာငွေနဲ့ဝယ်လို့မရဘူးဘာပဲလုပ်လို့စေတနာထားလို့